ဇလန်လေးရဲ့အစမှာတော့အာဒီနဲ့သူ့ရဲ့တငယ်ချင်းတွေကကြောက်ကြီးရဲ့အဆောင်ကိုလာခဲ့ကြပါရီငါတို့ဒီနေ့ကြောက်ကြီးကိုပညာပေးရမယ်လို့ပြောလိုက်တော့တယောက်ကဟုတ်ပါငါတို့အများအပြစ်ပေးရသေးရဲ့လို့ပြန်ပြီးတော့ပြောလိုက်ပါရီတနင်္လာအကြောင်းမှာတော့အာဒီရဲ့ပုံကိုကတ်ထားတာကိုတွေ့တော့မင်းကိုပထမမရလို့ဆူလိုက်တာများလို့ပြောတော့အာဒီကသူကကာလာပုံထောက်ပေါ်အောင်တော်တော်လေးကိုကက်စီနေရပဲတွားကြမယ်လို့ပြောလိုက်ပါရီသူတို့ကအဆောင်လေးကိုခိုးဝင်ပြီးတော့ကြောက်ကြီးကိုပညာပေးဖို့အတွက်လောက်ကြပါရီဒီရဲ့အချိန်မှာတယောက်ကကြောက်တယ်ပြန်ရအောင်လို့ပြောတော့ဒီရဲ့ကြောက်ကြီးကငါတို့ကို2နှစ်လောက်ဒုက္ခပေးလာတာငါတို့အခုလက်စားမရှိရင်တက်တက်လုံးနောင်နာရနေတော့မှတို့ဘယ်သူမှမဆရဘူးဆိုရင်တက်တက်လုံးစိတ်ကြီးဝင်နေတော့မှအဲ့လိုမျိုးမဖြစ်စေရဘူးလို့အာရီယာပြန်ပြီးတော့ပြောလိုက်ပါရီသူတို့ကအုတ်ကြီးလာမဲ့လမ်းမှာနွားရှိကိုရှာလိုက်ပြီးကြောက်ကြီးထွက်လာအောင်လို့ပြောင်းလေးကိုမီးရှို့ပြီးတော့ထားခဲ့ပါရီကျောင်းကြီးကလည်းပြောင်းတက်နေကြလို့ထွက်လာတဲ့အခါမှာတော့နွားရှိနဲ့ရှော်လဲပြီးမျက်နှာနဲ့ပါကျသွားပါရီဒီရဲ့အချိန်မှာကျောင်းကြီးကဘယ်သူလဲလို့မင်းနေတော့မှပဲမိပန်းစားတစ်ခုကအာရီမျက်နှာအုပ်ထားတဲ့အစကိုလာပြီးတော့ဆင်ပြီးမီးဆွဲသွားတော့အုပ်ထားတဲ့အဝတ်ကိုရွှတ်လိုက်ရပါရီဒါကိုကျောင်းကြီးကမြင်သွားတော့သူတို့တွေအကုန်လုံးပြန်ပြီးတော့ထွက်ပြေးလာကြပြီးပညာပေးရအောင်မြင်တဲ့အတွက်အတော်လေးကိုပြောနေကြပါရီနောက်ထပ်တရက်မှာတော့အာဒီကသူ့ရဲ့မိဘတွေစီကိုပြန်ဖို့အတွက်ယထာပူရာရုံစီကိုလာခဲ့ပါရီသူ့ရဲ့တကယ်ရှင်တွေကလိုက်ပို့ပေးပြီးကျောင်းကြီးကငါတို့ရေတိုင်းမဲ့ထင်လာလို့မေးလိုက်တော့သူကဘယ်တော့မှလုံးမမဟုတ်ဘူးလို့အာဒီကပြန်ပြီးတော့ပြောလိုက်ပြီးသူစီးမဲ့ယထာပဲတွေ့တော့တော်ရမယ်လို့နှုတ်ဆက်လိုက်ပါရီသူ့ရဲ့တငယ်ရှင်တယောက်ကဟေ့အောင်ခဏလေးနေအောင်စရက်ရှ်ကမင်းအတွက်ကိုကာကိုလာတောင်းနေရလို့ပြောလိုက်တော့အာဒီကငါရက်တဲ့နေရာမှာပဲဝယ်လို့ရတာပဲလို့ပြန်ပြီးတော့ပြောလိုက်ပါရီဒါနဲ့ကိုကာကိုလာတီးတတ်မဟုတ်ဘူးဗောကာကိုလာလို့ပြောပြီးခဏလေးစောင့်နေလို့အာဒီကိုပြောလိုက်ပါရီယထာကစားထွက်နေပြီဖြစ်တဲ့အတွက်သူ့ရဲ့တငယ်ရှင်တွေကအာဒီကိုကိုကာကိုလာပြစ်ပေးလိုက်တော့လေအာဒီစီကိုမရောက်ပဲအောက်ကိုကျသွားခဲ့ပါရီဒီရဲ့အချိန်မှာတယောက်ကမင်းကဗိုက်ဆက်ကရွှေမကောင်တောက်ခွင့်မကြုံတော့ဘူးကန်ဆိုးရပဲကွာလို့အာဒီကိုပြောလိုက်တော့အာဒီကစင်ခေါ်တာကိုလက်ခံတယ်လို့ပြောပြီးကိုလာဘူးကိုရအောင်ကောင်းနိုင်ခဲ့ပါရီသူ့ရဲ့တငယ်ရှင်တွေကလည်းသူ့ကိုစင်ခေါ်လိုက်ရဲ့နိုင်မှာတေချာရဲ့လို့ပြောပါရီအာဒီကယထာရဲ့အပြင်ဘက်ကိုအနှင်းငယ်ထွက်ပြီးတော့ကိုလာကိုမောက်တောက်နေတော့အပြင်ကတိုင်နဲ့တိုက်မိတော့မယ်ဆဲဆဲမှာကောင်မလေးတယောက်ကအထဲကိုဆွဲပေးလိုက်ပါရီပြီးတော့ကောင်မလေးကရှင်တီရောမလို့ပြောလိုက်ပါရီအာဒီကလည်းကောင်မလေးကိုငေးကြည့်နေပြီးတော့ဖက်လိုက်ကမင်းကဘာလို့တလောက်တောင်လှနေရလဲလို့ပြောလိုက်ပါရီကောင်မလေးကလည်းအာဒီကိုပိုင်းရလိုက်ပြီးတော့ထွက်သွားလိုက်ပါရီနောက်တနေ့အာဒီစီကိုရာဗီရဲ့ဖုန်းကဝင်လာပြီးအဆင်ပြေလာပါညာမေးတော့အာဒီကငါဘာဖြစ်သွားလဲပြောပြရင်မင်းရုံမှာမဟုတ်ဘူးလို့ပြောလိုက်ပါရီရာဗီကဘာလို့မယုံရမှာလဲမင်းကိုယုံပြီးသားပဲကိုကာကိုလာဘူးလေးတောက်ရဖို့အတွက်နဲ့တက်ဆွနေဖို့ဟုတ်လားလို့ပြောလိုက်ပါရီအာဒီကလေဘယ်လိုတောင်ခံမနိုင်တာလဲလို့မေးလိုက်တော့ငါစီကိုရှီခါဖုန်းခေါ်ပြီးတော့ပြောတာစင်ခေါ်ရှင်လေးအတွက်နဲ့တော့ဘာလို့အဲ့လိုမျိုးစွန့်စားရတာလဲလို့ပြောလိုက်ပါရီအာဒီကလေအဲ့လိုမျိုးစွန့်စားလိုက်လို့လက်ပြားခါရအောင်လှတဲ့မင်းကလေးနဲ့တွေ့ခဲ့ပြီးသိပြီးလို့တူလိုက်မိတာဒါပေမဲ့သူကနတ်သမီးလေးလို့ပေါ်လာပြီးငါရဲ့အသက်ကိုကင်လိုက်တယ်လို့ပြောတော့ရာဗီကသူကလှလာလို့မေးလိုက်ပါရီအာဒီကလှလာဟလားကိုအင်းတော့စိန်လေးတစ်ပွင့်လို့တောက်ပါနေတာတခါမြင်ဘူးရုံနဲ့ညှို့ယူသွားခဲ့ပြီးဘယ်မှာဆုထားတယ်လို့သူ့ကိုဝတ်ထားတဲ့သူ့ရဲ့အဖေဘယ်လိုပဲဖြစ်ဖြစ်ငါလိုကောင်းတော့ရအောင်ခိုးပါပဲသူ့ကြောင့်ငါယူနေပြီလို့ပြောလိုက်ပါရီအဲ့လိုမျိုးပြောနေကြတော့မှပဲကောင်မလေးကဝင်လာတော့အာဒီကဖုန်းကိုရှာလိုက်ပြီးကြားသွားလားလို့မေးလိုက်ပါရီကောင်မလေးကဘာမှပြန်မပြောဘဲနဲ့မျက်စောင်းနဲ့ကြည့်ပြီးတော့ထွက်သွားပါရီအာဒီကနောက်ကလိုက်သွားဖို့လုံနေတော့မှပဲလူကြီးတယောက်ကပိတ်ရလိုက်ပြီးယထာလက်မှတ်ကိုတောင်းပါရီအာဒီကလည်းလူကြီးကိုကိုလာဘိုးကိုကန်ခိုင်းထားပြီးတော့လက်မှတ်ထုတ်ပေးလိုက်ပါရီပြီးတော့အာဒီကကိုလာဘိုးကိုပြန်ယူလိုက်တဲ့အချိန်မှာအဲ့ဒီရဲ့လူကြီးကအနံ့အတမျိုးပဲအရက်တွေလားလို့မေးလိုက်ပါရီအာဒီကမဟုတ်ပါဘူးလို့ပြန်ပြောတော့လူကြီးကအဲ့ဒါကိုပြစမ်းငါအနံ့ခံပြီးပြန်ပြီးမှလို့ပြောလိုက်ပါရီအာဒီကလေကိုလာဘိုးကိုအကုန်လုံးတောက်လိုက်ပြီးဘူးခွန်ကိုပြစ်ထုတ်လိုက်ပါရီပြီးတော့သူကဒါရီကအရက်တွေဗမာလေးတက်တည်ဆိုပြီးတော့ပြောတော့အဲ့ဒီရဲ့လူကြီးကလေအာဒီရဲ့ယထာလက်မှတ်ကိုလွှင့်ပြလိုက်ပါရီအာဒီကအဲ့ဒါကကျွန်တော်ရဲ့လက်မှတ်လေးလို့ပြောတော့လူကြီးကမင်းရဲ့လက်မှတ်ပေးလို့ပြောပါရီအာဒီကလေခမရလွှတ်ပြလိုက်ပြီလေလို့ပြန်ပြီးတော့ပြောတော့ထိုရဲ့လူကြီးကဗမာလေးတက်တည်လို့ပြောကယထာဘုတ်ကနေဆင်ခိုင်းလိုက်ပါရီပုံမှန်အားဖြင့်ငါတို့ကဒီလိုကိစ္စမျိုးကိုတန်ဝင်900တက်မှတ်တယ်ဒါပေမဲ့မင်းက9ရဲ့ဒေါ်လာတွေကိုစွာကလေးကမင်းကိုဟိုက်ဒရာဘတ်မရောက်ခင်900ကီလိုမီတာမှာပြစ်ထားခဲ့ဖို့အကြံရသွားတယ်လို့အာဒီကိုပြောလိုက်ပါရီအာဒီကကျွန်တော်900ပေးမယ်လေလို့ပြောတော့လူကြီးက9ရဲ့တကားရီအားလုံးကိုပိတ်ထားမှာခိုးတက်ဖို့မကြိုးစားနဲ့လို့ပြောကတကားကိုပိတ်ပြီးတော့ထွက်သွားပါရီဖာရှာကလည်းယထာခဏလေးရက်နေတော့မှခြေတောက်ဖို့အတွက်ယထာဘုတ်ကနေဆင်းခတ်ပါရီရေခတ်ပြီးယထာဘုတ်ကိုပြန်တက်ဖို့လုပ်နေတော့မှလူရင်းကတစုကနှောက်ယှက်နေရနဲ့ယထာကလွတ်သွားခဲ့ပါရီအဲ့ဒီရဲ့အုပ်စုထေရတယောက်ကငါမင်းကိုဂျိုးထိုးတာကိုပြောင်းအောင်လုပ်ပေးနိုင်တယ်ဒါပေမဲ့ယထာကိုရအောင်တော့မလုပ်ပေးနိုင်ဘူးလို့ပြောလိုက်ပြီးသူမစီကိုရှင်းကပ်လာကြပါရီဘာရှာကအကူအညီလှမ်းပြီးတော့တောင်းတော့မင်းတို့နေလေဘယ်သူမှမကြဘူးငါတို့ကလွဲပြီးဒီရဲ့စင်ကြက်ပေါ်မှာဘယ်သူမှမရှိဘူးလို့ပြောလိုက်ပြီးဘာရှာရဲ့လက်မောင်းကိုကန်လိုက်တော့မှပဲအာဒီကတက်စီနဲ့ရောက်လာပြီးဘာရှာတို့ဂျာကနေဖြတ်ပြီးကယထာစီကိုသွားလိုက်ပါရီအာဒီကလည်းယထာလွတ်သွားပြန်ပြီလို့ပြောလိုက်ပြီးနောက်လေးကြည့်လိုက်တဲ့အချိန်မှာတော့ဘာရှာကိုတွေ့သွားပါရီဒီရဲ့အခါမှာအာဒီကမင်းကဘယ်လိုလုပ်ရောက်နေရလဲလို့မေးလိုက်ပြီးလက်ထရရေဘူးကိုယူကအရက်တောက်လို့လက်မကောက်ကမင်းရဲ့လက်မက်ကိုလွှင့်ပစ်လိုက်တာလားလို့မေးလိုက်ပြီးရေဘူးကိုတောက်လိုက်ပါရီပြီးတော့သူကဒါကရေပဲမင်းကဒီမှာဘာလုပ်နေရလဲလို့ဆက်ပြီးတော့မေးနေတော့အစောကနှောက်ယှက်နေတဲ့ကောင်တွေကအနားကိုရောက်လာပြီးတော့အာဒီကိုစင်ခေါ်လိုက်ပါရီအာဒီကလည်းစင်ခေါ်တာကိုလက်ခံတယ်လို့ပြောပြီးစပြီးတော့တက်ခိုက်ကြပါရီနောက်ဆုံးမှာတော့လူမိုက်တွေအားလုံးကပဲထွက်ပြေးသွားကြပါရီနောက်တော့အာဒီကကိုယ့်ကိုမိတ်ဆက်လိုက်ပြီးငါ့ကိုကြီးစုတင်စကားမပြောရင်တော့မင်းရဲ့နာမည်လေးတော့ပြောတင်တာပေါ့လို့ပြောလိုက်တော့ယထာဘုတ်မှာရှင်းကိုကဲခဲ့တယ်လေကြီးစုတင်စကားပြောခဲ့လို့လားလို့ဗာရှာကပြန်ပြီးတော့ပြောလိုက်ပြီးစာအုပ်ကိုဖန်နေခဲ့ပါရီ
အာဒီယာဗာရှာရဲ့အနာကိုလာပြီးကြီးစုလို့ပြောလိုက်တော့ဗာရှာကလေသူမရဲ့နာမည်ကိုပြောပြလိုက်ပါရီပြီးတော့အာဒီကဟိုက်ဒရာဘက်ကလာလို့မေးလိုက်တော့ဗာရှာကဟောက်ချောင်းပြန်ပြီးတော့ဖြေခဲ့ပါရီအာဒီယာဗာရှာဖက်နေရဲ့စာအုပ်ကိုကြည့်လိုက်ပြီးစသိန်းကိုပြောပြလိုက်တော့ဗာရှာကကျမဘယ်လောက်ထိစိတ်ရှုပ်နေလဲသိလားဒါကြောင့်ကျမရဲ့စိတ်ကိုစောင်းနဲ့ပြေပြောင်းနေတာရှင်ကဖြက်စီလိုက်ပြီလို့ပြောပြီးထပ်ပြီးတော့စိတ်ဆိုးသွားခဲ့ပါရီအာဒီယာဘာလို့စိတ်ရှုပ်နေရလဲလို့မေးတော့ကျမရဲ့ဘဝမှာလူရန်ကရှောက်ရက်ကိုပထမဆုံးအနီးကပ်မြင်ဘူးတာပဲကျမရဲ့အိမ်ကိုပြန်ရှင်တယ်လို့ပြောလိုက်ပါရီအာဒီယာလေမငုံနဲ့ဘာမှမဖြစ်ဘူးလို့ပြောပြီးဖုန်းကိုထုတ်လိုက်ကဖုန်းခေါ်ရှင်လို့လားလို့မေးလိုက်ပါရီဗာရှာကဘာအတွက်လေသူတို့ကလည်းကျမစိတ်ရှုပ်နေကြောင်းပြောပြရမှာလားလို့ပြောနေတော့အာဒီရဲ့အိမ်စီကဖုန်းဝင်လာခဲ့ပါရီဗာရှာကသူ့ရဲ့ဖုန်းလာနေရထင်ပြီးတော့ကိုင်လိုက်ကဟယ်လိုအမေလို့ပြောလိုက်တော့အာဒီရဲ့အမေကလည်းပြန်ပြေးပြီးဘယ်လိုလဲလို့မေးလိုက်တော့မှသူ့ရဲ့ဖုန်းမဟုတ်မှန်သိသွားပြီးဖုန်းကိုအာဒီစီကိုပြန်ပြီးတော့ပေးလိုက်ပါရီအာဒီကိုသူ့ရဲ့အမေကအစောကဘယ်လိုလဲလို့မေးလိုက်တော့သူကဗာရှာဖြစ်ကြောင်းနဲ့မတော်တဆတွေ့ရလို့ပြန်ပြီးတော့ဖြေလိုက်ပါရီအာဒီရဲ့အမေကဗာရှာကိုဖုန်းပေးခိုင်းလိုက်ပြီးဗာရှာကလည်းတမီးရဲ့ဖုန်းထည့်ပြီးတော့ကိုင်မိရပါလို့ပြောလိုက်ပါရီအာဒီရဲ့အမေကလေရပါရီတမီးနဲ့သားနဲ့ဘယ်လိုမျိုးတွေ့ရလဲလို့မေးလိုက်တော့ရထားမမီလိုက်လို့ပါလို့ပြန်ပြီးတော့ပြောလိုက်ပါရီဒါနဲ့အာဒီရထားမမီလိုက်တာကိုသိသွားပြီးအာဒီကဗာရှာစီကဖုန်းကိုယူလိုက်ပါရီပြီးတော့အာဒီကအိမ်ဝင်ချောင်းမှာရှင်းပြမယ်လို့ပြောတော့ညစင်မဲတော့မကြံနဲ့လို့သူ့ရဲ့အမေကပြောပြီးဖုန်းကိုရှာလိုက်ပါရီအာဒီကဗာရှာကိုဘာလို့ငါရဲ့ဖုန်းယူကိုင်တာလဲလို့မေးလိုက်တော့ဗာရှာကစိတ်တွေရှုံနေရနဲ့ကျမရဲ့အမေခေါ်ရမှတ်ပြီးတော့ကိုင်မိသွားလို့ပြန်ပြီးတော့ဖြေလိုက်ပြီးရှင်းကြောင်ကျမစိတ်ရှုပ်ကုန်ပြီလို့ပြောလိုက်ပါရီအာဒီကငါကြောင့်ဟလာဒါဆိုရင်မင်းရဲ့စိတ်ကိုဘယ်လိုပြန်ဖြေပေးရမှာလဲလို့မေးလိုက်တော့ကျမကိုတယောက်တည်းထားပြီးတော့ခက်ခွာနေပြီလို့ဗာရှာကပြောလိုက်ပါရီအာဒီကလည်းโอเคလို့ပြောပြီးသူ့ရဲ့အနှွေးထဲကိုရှုပ်ပြီးကခက်ဝေးဝေးမှတွားပြီးတော့ထိုင်နေလိုက်ပါရီခဏကြာတဲ့အချိန်မှာတော့မိုးတွေကရှင်းလာလို့ဗာရှာကကြောက်ပြီးတော့အာဒီရဲ့ဘေးနံကိုတွားပြီးဘာလို့ဒီမှာထိုင်နေရလဲလို့မေးလိုက်ပါရီအာဒီကမင်းမဲခက်ဝေးဝေးမှထိုင်နေစိုးလို့ပြန်ပြီးတော့ပြောတော့တလောက်အဝေးကြီးကိုပြောရမှာမဟုတ်တာတိတ်မဝေးသမီးလို့ပြန်ပြီးတော့ပြောပြီးဘေးနံကခုံမှထိုင်လိုက်ပါရီဗာရှာကအာဒီစီကဖုန်းကိုယူပြီးတော့ရှောင်းနေလိုက်တော့အာဒီကအမက်တွေအများကြီးရတော့မှကိုတရောပဲလို့ပြောလိုက်ပါရီဗာရှာကခန်းစားရပြီမလားကျမစာအုပ်ဖတ်နေတော့ဇသိန်းကိုပြောလိုက်တော့အဲ့လိုပဲခန်းစားရရလို့ပြောတော့အာဒီကသူကတမင်နောက်ချောင်းနဲ့စကားလက်ကြောရှာတာပါလို့ပြောလိုက်ပါရီဗာရှာကလည်းစကားလက်ကြောရှာတာလားကျမကိုအထင်ကြီးအောင်စူးစမ်းရလားဆိုတာကျမသိပါတယ်လို့ပြောလိုက်ပြီးကျမကကိုအီနော်ဆိုရင်ကျမရဲ့အဖေကကျမကိုဘယ်ရက်ဘက်မှာထားရင်ကောင်းမလဲအကြံပေးပါအောင်လို့ပြောလိုက်ပါရီအာဒီကလေမင်းကကြားလိုက်တယ်ပေါ့ကောင်းပါပြီအနည်းဆုံးတော့စကားပလင်ခန်းနေစရာမလိုတော့ဘူးပေါ့လို့ပြောလိုက်တော့ရှင်းရတော့ဖော်ကြောင်တာပဲလို့ဗာရှာကပြောလိုက်ပြီးတယောက်တည်းပဲနေတော့မယ်လို့ပြောရင်းနဲ့ရေကိုတောက်လိုက်ပါရီအာဒီကဘိုက်စာနေရလာလို့မေးလိုက်တော့ဗာရှာကအင်းလို့ပြန်ဖြေလိုက်ပါရီအာဒီကလေသူ့ရဲ့အိတ်ထကပစ္စည်းတွေကိုတိုးချပြီးတော့စားစရာပါလာလို့ရှာနေခဲ့ပါရီအဲ့ဒီနောက်မတွေ့ရနေဘင်းကအုပ်ထားတဲ့ဇပွဲစီကိုတွားပြီးတော့လှက်ကြည့်လိုက်တော့ကျုပ်နဲ့ပေါင်မွန်တွေကိုတွေ့သွားပြီးဗာရှာအတွက်ကျုပ်ပေါင်မွန်ကြော်ကြော်ပြီးခဲ့ပါရီဗာရှာကစာနေတော့မှမင်းမရီစာရှိလားလို့အာဒီကမေးလိုက်ပါရီဗာရှာကလေသူ့မှာမရှိကြောင်းပြန်ပြောတော့အာဒီယာဒါဆိုရင်မင်းကရှစ်တယ်လို့ပြောလိုက်ပါရီဗာရှာကလေရုတ်တရက်ကောက်ကငင်းကားကြီးဘလို့များပြောထွက်တာလဲလို့မေးလိုက်တော့ငါရှင်းမိတယ်လို့ခန်းစားရလို့အာဒီယာပြန်ပြီးတော့ဖြေလိုက်ပါရီဗာရှာကစိတ်ထဲမှာဖြစ်ပေါ်သမျှအားလုံးကိုကောက်ပြောနေရပဲနော်စဉ်းတော့စဉ်းစားရလာလို့ပြန်ပြီးတော့ပြောလိုက်ပါရီအာဒီယာငါဒီလိုပဲလို့ပြောတော့ဗာရှာကကျမကတော့ရှင်းတော့မဟုတ်ဘူးလူတယောက်ကိုဓမောချမိဖို့တော့အချိန်များကြီးယူရမှာလို့ပြောလိုက်ပါရီဒီရဲ့အခါမှာအာဒီကအချိန်ယူပါငါအကြောင်းတိလာတဲ့အခါကျရင်ငါ့ကိုဓမောချလာမှာပါလို့ပြောတော့ဗာရှာကရှစ်လာနဲ့ဓမောချတာမတူဘူးလို့ပြောလိုက်ပါရီအာဒီကလေမိဘကဓမောချပြီးစွာနဲ့ငါ့ကိုရှစ်လာစီရမယ်လို့ပြောလိုက်ပါရီခဏကြာတဲ့အချိန်မှာတော့ယထာကရောက်လာခဲ့ပြီးဗာရှာကယထာဘောကိုတက်လိုက်ပါရီဒီရဲ့အခါမှာအာဒီကယထာဘောကိုမတက်ပဲထိုင်ကောင်မှာပဲထိုင်နေလို့ဗာရှာကခရီးကအစပဲရှိသေးရမလားစဉ်းစားပြီးတော့မနေ့ကျရင်ဆုံးဖြတ်ပေးမယ်လို့ပြောတဲ့အခါမှာအာဒီကယထာဘောကိုတက်လာခဲ့ပါရီဒီလိုနဲ့အာဒီတယောက်ယထာဘောမှာအိပ်ပျော်သွားခဲ့ပြီးပြန်လို့လာတဲ့အချိန်မှာတော့ဗာရှာကိုမတွေ့ရပါဘူးအာဒီကလည်းလိုက်ရှာရင်ကျွန်တော်ရဲ့မျက်လုံးတွေကဗာရှာနဲ့လွယ်သွားပြီဆိုတာကိုနားလည်ပြီးမိကျွန်တော်ရဲ့နှလုံးသားကတော့ဗာရှာကိုပြန်ပြီးတော့သိမယ်ဆိုတာကိုပြောပြနေရလို့ယုံကြည်နေပါရီပြီးတော့အာဒီကလူသွားလဲရှော့ခုရှိရဲ့ဘူတာမှာသူနဲ့လွယ်သွားပြီးမိ650စတူဒီယိုကီလိုမီတာမျိုးတွေမှာသူ့ကိုတွေ့အောင်ရှားမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ထွက်လာခဲ့ပါရီအာဒီကဗာရှာကိုနေရာတော်တော်များများလိုက်ပြီးတော့ရှာခဲ့ပေမဲ့မတွေ့ခဲ့ပါဘူးဒီလိုနဲ့3လနဲ့9ရက်ကြာပြီးရဲ့နောက်မှာတော့အာဒီကကောလိပ်ကိုစပြီးတော့တက်ခဲ့ပါရီဒါပေမဲ့သူကဗာရှာကိုရှာပုံတော်ဖွင့်နေစေဖြစ်ပါရီတရက်မှာတော့အာဒီကသူ့ရဲ့တငယ်ချင်းရာဗီနဲ့အတူကျောင်းအောင်လာခဲ့ပါရီကျောင်းကိုရောက်တဲ့အချိန်မှာတော့စီနီယာတွေကခေါ်ရနဲ့တွားလိုက်ပါရီစီနီယာတယောက်ကမင်းတို့ကပထမနှစ်တွေလားလို့မေးလိုက်တော့အာဒီကလည်းအင်းလို့ပြန်ပြီးတော့ဖြေလိုက်ပါရီအဲ့ဒါကိုအင်းဆိုတာဘာကိုပြောရလဲစီနီယာတွေကိုမလီမစားလောက်တာလားလို့ပြောလိုက်တော့ရာဗီကငါရဲ့အဖေက VC ရဲ့တငယ်ချင်းတော့မင်းတို့တွေပြဿနာရှာရင်တွားတိုင်ရလိမ့်မယ်လို့ပြောလိုက်တော့စီနီယာတွေကရာဗီကိုကျူးနဲ့ရှိထားလိုက်ပါရီပြီးတော့အာဒီကိုခိုးရဲ့မာစီတီကမင်းတို့ရဲ့ဟာလားလို့မေးလိုက်တော့အာဒီကကျွန်တော်ရဲ့ဟာလို့ပြောလိုက်ပါရီအဆင့်အောင်မေးတော့ရှောက်လို့ဖြေပြီးရှောက်ရဲ့အနောက်ကဘယ်နှယောက်လေလို့မေးတော့ရှောက်လို့ပဲပြန်ဖြေလိုက်ပါရီစီနီယာတွေကတရက်ကောင်ကပါလေဟာဒီလိုမျိုးအစင်းနဲ့ကောင်ကကာအကြီးနဲ့ငါတို့လိုအစင်းမြင့်တဲ့ကောင်တွေကျတော့ကာသေးလေးနဲ့မတရားလိုက်တာလို့ပြောလိုက်ပြီးအာဒီရဲ့အကြောင်းကိုမေးလိုက်ပါရီတစ်ဖက်မှာတော့စီနီယာမင်းကလေးတွေတစုကအာဒီရဲ့အကြောင်းကိုပြောနေကြပါရီအာဒီရဲ့နာမည်အရက်ကရှောက်ပြီးဗတ်ဆက်ကားကြီးကိုစီယာနဲ့အဆင့်လျှောက်ရတဲ့အကြောင်းတွေအရန်ကိုခက်တဲ့အကြောင်းတွေကိုပြောနေကြပြီးသူတို့ရဲ့တငယ်ချင်းကိုဒါဗာရီကို
သူ့ကိုတော့ခေါ်ရအောင်ကိုရာငါတို့ရဲ့အဖွဲ့ထဲမှာလှတာပါတာလေးရှိနေတယ်လို့ပြောတော့ကိုရာကငါတို့ကစီနီယာတွေလေဂျူနီယာတွေအရှိမပေါ်တော်နေစရာလားလို့ပြောလိုက်ပါရီကျန်တဲ့သူတွေကလေဘာဖြစ်လို့လဲစီနီယာကောင်တွေကတော့ဂျူနီယာမိန်းကလေးတွေကိုလိုက်စားနေကြသေးတာပဲငါတို့လည်းဂျူနီယာကောင်လေးတွေနဲ့စကားပြောတာဘာဖြစ်မှမလို့လဲလို့ပြန်ပြီးတော့ပြောလိုက်တော့ကိုရာကငါနားလဲပြီဒါပေမဲ့စပူးကိုပြောဖို့အတွက်တော်တော်လေးကိုခက်မှလို့ပြောလိုက်ပါရီတစ်ဖက်မှာလေအာဒီကစီနီယာတွေကိုဘူးရှိုးနေရကြောင်းငါတို့ကိုဘာလို့မကြည့်တယ်လို့ကြည့်နေရလဲမင်းကငါတို့ကိုထိုးမှလားလို့မေးလိုက်တော့အာဒီကဟင်းအင်းလို့ပဲပြန်ပြီးတော့ပြောလိုက်ပါရီအဲ့ဒီအချိန်မှာကိုရာကရောက်လာပြီးစုံမှုတို့ကိုမင်းတို့ကလူသစ်တွေကိုဖမ်းထားရထင်တယ်လို့မေးလိုက်ပါရီစုံမှုကလေမစ်ကိုရာပါရီမင်းကသူ့ကိုမျက်စိကျနေရပေါ့လို့ပြောလိုက်တော့ကိုရာကမဟုတ်ပါဘူး तू ကအစ်စ်လျှောက်ဆိုတာငါတို့အခုမှကြားလို့ပြောနေတော့တခြားစီနီယာတယောက်ကသူ့ကိုငါတို့အရင်တွေ့ရနော်လင်းအောင်ပေးဖို့မဖြစ်နိုင်ဘူးတွားစမ်းပါလို့ပြောလိုက်ပါရီကိုရာကလေတိရှာစဉ်းစားအောင်တော့လို့ပြောလိုက်တော့စုံမှုကသူ့နဲ့လဲဖို့အတွက်စိတ်နေရွှေအများကြီးကိုပြီးမလို့လားလို့မေးလိုက်ပါရီဒီရက်အခါကိုရာကအဲ့ဒါထက်ပိုရီနေရပထမနဲ့ CSC ကောင်မလေးကိုကြားနေရလို့ကြားတယ်လို့ပြောလိုက်တော့စုံမှုကသူကဘလို့တီးသွားရလေလို့စဉ်းစားနေခဲ့ပြီးဒါရီကကောလာဟာလာတွေပါလို့ပြန်ပြီးတော့ပြောလိုက်ပါရီကိုရာကလေဟလာဒါဆိုရင်ကောင်းပြီလေလို့ပြောလိုက်ပြီးတွားဖို့လုပ်နေတော့မှပဲစုံမှုကခေါ်လိုက်ပြီးဘာလို့မင်းရလေလို့ပြောလိုက်ပါရီကိုရာကဘာမှမဟုတ်ပါဘူးအဲ့ဒါကတော့မှန်တယ်ဆိုရင်ကောင်မလေးကိုဒီကိုပို့ပေးပြီးဒီရက်ကောင်လေးကိုခေါ်သွားမလားလို့ပြောပြီးတော့လှည့်ထွက်သွားတော့စုံမှုကကိုရာကိုတားလိုက်ပြီးအာဒီကိုတွားတော့လို့လွတ်ပေးလိုက်ပါရီပြီးတော့ကောင်မလေးကိုဒီကိုလွတ်ဖို့မမေ့ဖို့အတွက်ကိုရာကိုမှာလိုက်ပါရီကျိုးနဲ့အရှိခနာရတဲ့ရာဗီကလေကျွန်တော်ရောလို့ပြောလိုက်တော့အာဒီကကိုရာကိုဒါကျွန်တော်ရဲ့တငယ်ချင်းလို့ပြောလိုက်ပါရီဒီရက်ခါမှာကိုရာကသူ့ကိုမလို့ချင်းဘူးနေမဲလာခဲ့လို့ခေါ်လိုက်ပါရီဒီတော့အာဒီကဟုတ်ကဲ့အမလို့ပြောလိုက်တော့ကိုရာကစိတ်ညစ်သွားပြီးโอเคလို့သာပြောလိုက်ပြီးရှေ့ကနေသွားလိုက်ပါရီဒီလိုနဲ့ကိုရာကသူ့ရဲ့တငယ်ချင်းတွေစီကိုအာဒီကိုခေါ်လာပြီးတော့မိတ်ဆက်ပေးလိုက်ပါရီကိုရာရဲ့တငယ်ချင်းတယောက်ကအသားယူမနေနဲ့ငါ့ကိုဘာလို့အမားဆိုပြီးတော့မိတ်ဆက်ပေးရလဲလို့ပြောလိုက်တော့ကိုရာကသူကငါ့ကိုအမားဆိုပြီးတော့ခေါ်လိုက်တော့ငါလည်းဒီလိုပဲခံစားလိုက်ရတယ်လို့ပြောလိုက်ပါရီကိုရာကအာဒီကိုထိုင်ခိုင်းလိုက်ပြီးအားလုံးကိုအမားလို့ခေါ်ရအောင်နှင်းကုန်နေစွမ်းမိလို့များထင်နေလားလို့မေးလိုက်တော့အာဒီကအားလုံးကိုမဟုတ်ပါဘူးတယောက်ကလွဲပြီးတော့ပေါ့လို့ပြောလိုက်ပါရီဒါကြောင့်အာဒီကိုရှစ်သက်နေပြီပေါ့လို့မေးလိုက်တော့အာဒီကယထာပေါ်မှာဒါပေမဲ့သူနဲ့လွဲသွားရလို့ပြောလိုက်ပါရီစီနီယာတွေကလည်းဘယ်လိုမျိုးလဲလို့မေးလိုက်တော့အာဒီကဖြစ်ခဲ့တာတွေအကုန်လုံးကိုပြောပြလိုက်ပါရီအားလုံးပြောပြီးသွားရဲ့နောက်မှာတော့နေရဟိုမှာကောင်မလေးနဲ့လွဲသွားတော့ဒီကမင်္ဂလိတွေအားလုံးအမားလို့ခေါ်ရလားအဲ့ဒီရဲ့ကောင်မလေးအကြောင်းတော့တီထားတင်တာပေါ့လို့အာဒီကိုပြောလိုက်တော့သူ့ရဲ့နာမည်နဲ့နေရာကလွဲပြီးဘာမှကိုပြောမသွားခဲ့ရလို့အာဒီကပြန်ပြီးတော့ပြောလိုက်ပါရီကိုရာကလေကောင်မလေးရဲ့နာမည်နဲ့နေရာကိုမေးလိုက်တော့သူတိနေရဲ့တယောက်ဖြစ်နေခဲ့ပါရီအာဒီကလေကြီးစိုးပြုတ်ပြီးတော့ပြောပြပါအမားလို့ပြောတော့ကိုဗာကပြောပြမယ်ဒါပေမဲ့တခုတော့ရှိတယ်ငါ့ကိုအမားလို့မခေါ်နဲ့လို့ပြောလိုက်ပါရီဒီလိုနဲ့ကိုဗာကလေဘာရှာရှိရဲ့နေရာစီကိုခေါ်သွားလိုက်ပါရီအာဒီကလေသူရှာနေတဲ့လူအမှန်တကယ်ဖြစ်နေရကြောင်းပြောသွားပြီးကိုရာကိုဖက်ကကြီးစိုးတင်ပါရီအမားလို့ပြောလိုက်ပြီးဘာရှာစီကိုသွားလိုက်ပါရီဒီရဲ့အချိန်မှာဘာရှာကစုံမှုတို့အုပ်စုနဲ့အတူတူရှိနေရဖြစ်ပါရီစုံမှုကဘာရှာကိုနှင်းစီပန်ပေးနေတော့အာဒီကရောက်လာပြီးဘာရှာကိုမင်းငါရဲ့ဘွားတွေကိုအိမ်မက်တစ်ခုလိုရောက်လာခဲ့တယ်ပြီးတော့အိမ်မက်တစ်ခုလိုပြန်ပြီးတော့ပြောသွားခဲ့တယ်ရပောင်းများစွာကြာပြီးမှအရှိမပေါ်လာခဲ့တယ်အိမ်မက်လားတကယ်လားတော့မသိတော့ဘူးတကယ်တော့ဆိုရင်ဒီရဲ့ပန်လေးကိုလက်ခံလိုက်ပါအိမ်မက်တာဆိုရင်အခုချက်ချင်းနှိုးလိုက်ပါလို့ပြောလိုက်တော့ဘာရှာကနှင်းစီပန်ကိုယူလိုက်ပါရီဒီရဲ့အခါမှာစုံမှုကအနာကိုကြာလာပြီးစီနီယာရဲ့အရှိမအိုဗာတင်းနဲ့ဇွတ်ဖြုံနေတယ်လို့ပြောလိုက်တော့အာဒီယာအေစီဘောဒီရဲ့မင်္ဂလေးနဲ့တီမီသားပါလို့ပြောလိုက်ပါရီစုံမှုကဒီတော့မင်းကသူ့ကိုစကားပြောမိပါလို့ပြောလိုက်တော့စကားပြောတာဘာဆိုင်လို့လဲလို့အာဒီယာပြန်ပြီးတော့ပြောလိုက်ပါရီစုံမှုကမပြောရဘူးလို့ပြောလိုက်တော့စင်ကောရာလက်ခံတယ်လို့အာဒီယာပြောလိုက်ပါရီစုံမောကလေအာဒီရဲ့အင်ဂျီစာကိုကိုင်ပြီးစင်ကောရာကိုလက်ခံနေဆိုတာကဘာကိုပြောရလဲလို့ပြောလိုက်တော့အာဒီကကျုပ်ရဲ့ကော်လန်ကို10မိနစ်ပြည့်အောင်ကိုင်တာဒါဆိုရင်သူ့ကိုဘယ်တော့မှစကားမပြောတော့ဘူးလို့ပြောလိုက်ပါရီဒီရဲ့အချိန်မှာပဲကျောင်းကြီးကရောက်လာတော့စုံမူလေးဝင်ခွင့်ပိတ်ခံရမှာဆိုတဲ့အတွက်10မိနစ်မပြည့်ခင်မှာပဲအာဒီရဲ့ကော်လန်ကိုလွှတ်လိုက်ရပါရီအာဒီကလေနောက်ထပ်2နေ့လောက်ထပ်ပြီးတော့ကိုင်နိုင်မယ်ဆိုရင်သူ့ကိုလုံးဝစကားမပြောတော့ဘူးကန်ဆိုးတာပဲနော်ဒီတော့သူ့ကိုကျွန်တော်စကားပြောမယ်လို့ပြောတော့စုံမူကဘာရှာကိုသူ့ကိုစကားမပြောနဲ့တွားတော့လို့ပြောလိုက်ပါရီဒီလိုနဲ့ဘာရှာလေးထွက်သွားလိုက်ပါရီနောက်တော့ဘာရှာတယောက်တည်းရှိနေတဲ့အချိန်အာဒီကအနားကိုရောက်လာပြီးဘာဖြစ်လို့အင်ရီဂျီနဲ့လုံနေရလဲဘာလို့စကားမပြောရလဲလို့မေးလိုက်တော့ဘာရှာကစီနီယာတွေရှိနေလို့ပြောလိုက်ပါရီအာဒီကစီနီယာတွေရှိနေရောဘာဖြစ်လဲငါဘယ်လောက်ထိကိုခက်ခက်ခဲခဲရှာခဲ့ရလဲဆိုတာသိလားနှစ်လအောင်ရှာခဲ့ရတယ် Facebook မှာလည်းရှာမတွေ့ဘူးလို့ပြောလိုက်တော့ဘာရှာကတကယ်တော့ကျမကိုအဲ့ဒီရဲ့နေ့ကအဖေကလာကြတာရှင်းရလေအိမ်နေရဲ့ရှင်းအောင်နှုတ်ဖို့စိုးရိမ်နေလို့ပြောလိုက်ပါရီအာဒီကဒါဆိုရင်မင်းရဲ့အဖေလည်းရောက်မလားငါလည်းအင်ဖြော်နေဘူးဆိုရင်လို့ပြောလိုက်တော့ဘာရှာကကျမကကိုလေးမှာခါမဲ့တက်ခွင့်ရတယ်ဒါပေမဲ့ဒီမှာလှူဒန်းငွေထည့်ပြီးတော့လာတက်တာလို့ပြောလိုက်ပါရီအာဒီယာပတ်စံတွေအများကြီးကုန်မှာပေါ့လို့ပြောလိုက်တော့ဘာရှာကဘူရာယုံမှာအဲ့ဒီရဲ့နေ့ကရှင်းရဲ့အထောက်တွေကိုပြန်ထည့်နေတော့ရှင်းရဲ့ကိုလေးဝင်ခွင့်စာကိုတွေ့လိုက်ရတယ်လို့ပြောပြီးတော့ထားသွားလိုက်ပါရီအာဒီယာနောက်ကလိုက်လာပြီးမင်းကငါအတွက်နဲ့ဒီရဲ့ကိုလေးကိုလာတက်တာပေါ့ငါ့ကိုရှင်းနေပြီလားလို့မေးလိုက်ပါရီဘာရှာကလေအဲ့လောက်ထိမလောင်နဲ့လို့ပြောတော့အာဒီကကိုယ့်ရဲ့နှလုံးသားတွေကမင်္ဂလေးတယောက်ကကိုယ့်ကိုရှစ်တယ်လို့ပြောရင်တမျိုးပေါ့လို့ပြောလိုက်ပါရီဘာရှာကရှင်မန်တက်နေဖို့အတွက်ကျမဒီကိုလာခဲ့တာမဟုတ်ဘူးနော်ဒီရဲ့ကော်လေးမှာစာအတင်ပြကောင်းတဲ့ဆိုလို့ပြောလိုက်ပါရီအဲ့ဒီရဲ့နောက်ဘာရှာကအာဒီကိုနှုတ်ဆက်လိုက်တော့အာဒီက love you ထူလို့ပြန်ပြီးတော့ပြောလိုက်ပါရီဘာရှာကဘိုင်ဘိုင်လို့ပြောရလေလို့ပြောတော့အာဒီကဘာလို့မစီမဆိုင်ကြားမရပါလေလို့ပြန်ပြီးတော့ပြောလိုက်ပါရီဒါလိုနဲ့ဘာရှာကလည်းပြုံးပြီးတော့ထွက်သွားလိုက်ပါရီ
အတန်းချိန်ပြီးတဲ့အချိန်မှာတော့အာဒီယာရာဗီကိုခေါ်လိုက်ပြီးဗာရှာနဲ့မိတ်ဆက်ပေးခဲ့ပါရီနောက်တနေ့ယူပဗီရာအတန်းမှာ CSC အုပ်စုနဲ့အတူတူတက်ရတော့ဗာရှာကအာဒီယာဘေးမှာဝင်ပြီးတော့ထိုင်လိုက်ပါရီအတန်းဆင်းပြီးသွားတဲ့အချိန်မှာတော့ရာဗီကဖုန်းနံပါတ်ကိုတောင်းခဲ့လာလို့အာဒီကိုမေးလိုက်တော့မေးသွားတယ်လို့အာဒီယာပြောလိုက်ပါရီအဲ့ဒီနောက်အာဒီယာကောက်ကြည့်လိုက်တော့ဖုန်းနံပါတ်ကိုတွေးလိုက်ပြီးဓာတ်ပုံရိုက်ဖို့ဖုန်းကိုထုတ်နေတော့မှရာဗီကအိန္ဒိယကလည်းဖုန်းတွေထူလုံးမာရေလို့ပြောပြီးဖုန်းတွေကိုလက်နဲ့တုပ်လိုက်တော့ရှိကဖုန်းနံပါတ်3လုံးကပြတ်သွားပါရီဒါကိုမြင်တော့အာဒီယာဘာလို့တာလဲဒါကဗာရှာရဲ့ဖုန်းနံပါတ်လို့ပြောတော့မှရာဗီကလည်းတည်သွားပါရီဒီလိုနဲ့ပဲအာဒီတယောက်ရှိကကနန်းတောင်းတော့ခံမပြီးတော့ခေါ်နေတော့မှပဲဖုန်းကဝင်သွားခဲ့ပါရီဒီရဲ့အချိန်သူကဘယ်လိုလဲလို့မေးလိုက်တော့ဗာရှာကဖုန်းမလို့မခေါ်ရနဲ့လို့ပြောလိုက်ပါရီဒီရဲ့အချိန်မှာအာဒီကဗာရှာမန်တည်သွားပြီးရာဗီရဲ့ကြီးစိုးကြောင့်မင်းရဲ့ဖုန်းနံပါတ်ကိုမြန်လိုက်ဘူးဒါပေမဲ့မင်းငါရဲ့ဖုန်းနံပါတ်ကိုဘယ်လိုရခဲ့ရလဲလို့မေးလိုက်ပါရီဗာရှာကလည်းအားလုံးရှိရလေလို့ပြန်ပြီးတော့ပြောလိုက်ပါရီအဲ့လိုနဲ့သူတို့လေနောက်ပိုင်းမှာဖုန်းတွေမကြခဏပြောဖြစ်ခဲ့ကြပါရီကျောင်းမှလည်းအတူတူရှိနေကြကြပြီးညနေကျရင်ရုပ်ရှင်သွားကြည့်မယ်လို့ဗာရှာကိုပြောလိုက်ပါရီအာဒီနဲ့ဗာရှာတို့စကားပြောနေတော့ရာဗီကရောက်လာပြီး UK ဗီဇာရပြီလို့ပြောတော့အာဒီတို့ကလည်းကုန်ယူပါရီနောက်မှတွေ့ရအောင်လို့ပြောလိုက်ပါရီအဲ့ဒီနောက်အာဒီကလေစိတ်ကိုလိုက်ဖို့မယ်လို့ပြောတော့ရာဗီကမပုံနဲ့ငါငိုချင်ပါလို့ပြောလိုက်ပြီးဗာရှာကိုငါရဲ့ကောင်ဂင်းဆိုင်တော်လို့ပြောပြီးတော့ထွက်သွားလိုက်ပါရီအဲ့ဒီနောက်ဗာရှာတို့အင်ကိုပြန်နေတော့လမ်းမှာဗာရှာတို့ရဲ့ကားနဲ့ဆိုင်ကယ်နဲ့တိုက်မိမလို့ပြတ်သွားခဲ့ပါရီဆိုင်ကယ်သမားတွေကရန်ချတော့အာဒီကလမ်းမလာတာကမင်းတို့လေလို့ပြောပြီးတော့ပြဿနာဖြစ်တော့မယ့်အချိန်မှာဗာရှာကတားလိုက်ပြီးဒေါ်လာကိုထိမှပေါ်စိတ်လိုက်မှန်မှမလုပ်သင့်ဘူးကိစ္စတသေးလေးတော့မှအကြီးခံစားရတာမျိုးကိုကျမမကြိုက်ဘူးလို့ပြောလိုက်တော့အာဒီကငါလည်းမကြိုက်ဘူးမင်းငါ့ကိုရှစ်တယ်လို့မပြောသေးတာကိုငါမကြိုက်ဘူးလို့ပြောလိုက်ပါရီဗာရှာကလေယောက်ျားတယောက်ကရှိဆိုလိုက်ရင်မင်းကလေးကစဉ်းစားပြီးမှအဖြစ်ပေးမယ်လို့ပြောတယ်ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့အေးလို့ဖြေဖို့အတွက်ဆုံးဖြတ်ထားပြီးသားပါမင်းကလေးတယောက်ကရှစ်တယ်လို့ပြောလိုက်ရင်ယောက်ျားလေးတွေပြောကြတယ်လို့မျိုးရှစ်တယ်လို့တစ်ဖက်မှာပြောပြီးကောင်းလေးတွေလိုက်နေကြတာကိုလေမင်းကလေးတွေကကြည်နူးတက်ကြတယ်ယောက်ျားလေးတယောက်ကကိုယ့်ကိုလိုက်ရင်ဘယ်တော့တောင်ကြည်နူးမိလေတိလာလို့ပြောလိုက်ပါရီအာဒီကလေဒီတော့တက်တက်လုံးဒီလိုပဲနေမှလားလို့ပြောလိုက်တော့ဗာရှာကမရှင်းလို့လားလို့ပြောလိုက်ပါရီအာဒီကဗာရှာရဲ့လက်ကိုလှမ်းပြီးတော့ကန်လိုက်ပြီးမင်းကတော့ဒီနေ့ပြောမှရမယ်လို့ပြောလိုက်တော့ကျမရဲ့လက်ကို10မိနစ်ကင်ထားရင်ရှင်ချာရှင်းတာကိုပြောပြမယ်လို့ပြောလိုက်ပါရီဒီရဲ့အချိန်မှာစီနီယာတွေရောက်လာတော့လက်ကိုလို့ကျမကနောက်တာပြဿနာတက်လိမ့်မယ်လို့ပြောတော့အာဒီကလွှတ်မပေးပဲ10မိနစ်ပြည့်အောင်ရေးပြီးမှလွှတ်လိုက်ပါရီပြီးတော့ဗာရှာကိုပြောတော့လို့ပြောတဲ့အခါမှာဗာရှာကပြောမယ်လို့ပဲပြောရလေအခုပြောမယ်လို့ပြောလို့လာလို့ပြောလိုက်ပြီးတော့ထွက်သွားလိုက်ပါရီအာဒီယာဆိုမိုရိုအဖွဲကိုငါရဲ့ကော်လက်ကို9စက္ကန့်လောက်ကင်ထားရင်သူ့ကိုစကားမပြောတော့ဘူးလို့ပြောလိုက်ပြီးဘောလုံးကိုပြစ်ပြီးကဗာရှာရဲ့နောက်ကိုလက်သွားလိုက်ပါရီနောက်တတိမှာတော့ဆိုမိုရိုအဖွဲကအာဒီကိုစောင့်နေခဲ့ပါရီအာဒီနဲ့ဗာရှာကိုတွေ့တဲ့အချိန်မှာတော့အနားကိုခေါ်လိုက်ပြီးဆိုမိုကဗာရှာကိုမနှက်ဖြင့်ဘာနဲ့လဲတိလာလို့မေးလိုက်ပါရီဗာရှာကမသိဘူးလို့ပြန်ပြောတော့ဆိုမိုကမနှက်ဖြင့်ရက်ရှ်ကဘန်နန်ပွဲလို့ပြန်ပြောပြီးအဆောင်လက်ဘက်ကိုပေးလိုက်ပါရီရက်ရှ်ကဘန်နန်ပွဲဆိုတာကတော့မောင်နှမအချင်းချင်းစောင့်ရှောက်ဖို့အတွက်လက်ပွဲအဆောင်များရှင်းအောင်ခြင်းတို့အထိပ္ပယ်ရပါရီဆိုမိုကပွဲကိုကိုယ့်ရဲ့ဆန္ဒနဲ့ကိုခေါ်လေးမှာဒီနေ့ကျင်းပကြရလို့ပြောပြီးဗာရှာကိုအာဒီရဲ့အနာကိုတွားပြီးတော့လက်ဖွဲ့ကြိုးရှိခိုင်းလိုက်ပါရီဒီရဲ့အချိန်မှာဗာရှာကလက်ဖွဲ့ကြိုးလွှတ်ပစ်လိုက်ပြီးဆိုမိုရိုကိုရှင်တို့ကိုအကိုတို့ပဲခေါ်မယ်ကိုလေးကယောက်ျားတိုင်းကိုအကိုတို့ပဲခေါ်မယ်သူကလွဲလို့ပဲအဲ့ဒါကသူ့ကိုရှစ်လို့ဆိုမိုကိုပြောကအာဒီရဲ့ဖက်ကိုလှည့်လာပြီးငါနဲ့ကိုရှစ်တယ်လို့ပြောပြီးတော့ထွက်သွားလိုက်ပါရီတညမှာတော့ဗာရှာကအာဒီနဲ့အတူကားနဲ့ပြန်လာခဲ့ပြီးကားကိုဗာရှာတို့ရဲ့အိမ်ရှိမှာပဲရပ်လိုက်ပါရီအာဒီကဒီကိုဘာလို့ခေါ်လာတာလဲလို့မေးလိုက်တော့ဗာရှာကဒီမှာကဒီရဲ့အချိန်ဆိုအေးစီပဲလေအဖေကကျမရဲ့ကောင်းကိုမြင်အိမ်မှာပဲလို့ထင်မှလို့ပြောလိုက်ပါရီနောက်တော့သူတို့ကတယောက်ကိုတယောက်အနှမ်းနေပြီးခဲ့ကြပြီးကားပေါ်မှာပဲတညလုံးဘာညာတွေဖြစ်ခဲ့ကြပါရီနောက်တနေ့မနက်ကိုရောက်တဲ့အချိန်မှာတော့ဗာရှာကရှော့ကလက်ထိုင်စားနေတော့မှပဲအာဒီကအနားကိုရောက်လာခဲ့ပါရီအာဒီကရှော့ကလက်ပဲစားနေရလားလို့မေးလိုက်တော့ရှော့ကလက်ကိုကြိုက်လို့ဗာရှာကပြန်ပြီးတော့ပြောလိုက်ပါရီအာဒီကသူကမကြိုက်ဘူးလို့ပြောလိုက်တော့ဗာရှာကရှော့ကလက်စားတာဘာဖြစ်လို့လဲလို့ပြောလိုက်ပြီးအာဒီကိုအတင်းစားခိုင်းပါရီအာဒီကမစားဘူးဆိုပြီးတော့ဖေးလိုက်တော့ရှော့ကလက်ကပြုတ်ကျသွားပါရီဗာရှာကကျမကျွေးရက်ကိုဘာလို့လှမ်းပစ်လိုက်တာလဲလို့ပြောပြီးပါဇက်နဲ့ရှော့ကလက်ကိုကိုက်ပြီးတော့ကျွေးပြန်ပါရီအာဒီကလည်းဟင်းအင်းတော့ညင်နေတော့မှပဲစိုးမိုးကရောက်လာပြီးငါစားကြည့်ရမလားလို့ပြောလိုက်ကအနားကိုကလာတဲ့အခါမှာတော့အာဒီကရှေ့ကနေဝင်လိုက်ပါရီဗာရှာကအာဒီကိုအခုချိန်မှာမလုပ်နိုင်ဘူးလို့ပြောပြီးတော့ခေါ်လာခဲ့ပါရီစိုးမိုးကလည်းဗာရှာကိုနင်တို့ကိုထိန်းထားနိုင်တာပဲသူ့ကိုဘယ်လိုများထိန်းထားရလဲငါတို့ကိုပြီးရင်လေနင်ငါတို့ကိုထိန်းထားလို့ရမှာပဲလို့ပြောလိုက်တော့အာဒီကဗာရှာသားရဲ့ဂျာရီကစိုးမိုးရဲ့ကော်လန်ကိုဆွဲပြီးတော့ထိုးဖို့အတွက်လှုပ်လိုက်ပါရီဗာရှာကဝင်ပြီးတော့တားလိုက်တော့ဆိုမိုကဗာရှာကိုတွန်းထုတ်လိုက်ပါရီအာဒီကဗာရှာကိုထူလိုက်ပြီးအစင်ပြေးလာလို့မင်းနေတော့မှပဲဗာရှာရဲ့ပခုံးကအင်ကြီးပြေးသွားတာကိုတွေ့လိုက်ရပါရီအာဒီကစိတ်တူပြီးတော့ဆိုမိုကိုလမ်းပြီးတော့ကြည့်လိုက်တော့ဆိုမိုကမတော်တဆဖြစ်သွားတာမမြင်လိုက်လို့ပါကွာလို့ပြောပါရီအာဒီကအရန်ကိုဒေါ်လာထွက်ပြီးဆိုမိုကိုထိုးတော့ဆိုမိုကလည်းသူ့ရဲ့အဖွဲစီကိုထွက်ပြေးလာခဲ့ပါရီဒီလိုနဲ့အာဒီနဲ့ဆိုမိုတို့အဖွဲလည်းရန်ဖြစ်ခဲ့ကြပါရီခဏကြာတဲ့အချိန်မှာတော့ဆီယာရီကရောက်လာပြီးတော့ဝင်ပြီးတော့တားလိုက်ပါရီအဲ့ဒီရဲ့နောက်မှာတော့ကျောင်းကြီးကအာဒီတို့ကိုရုံးခန်းကိုခေါ်လိုက်ပြီးမင်းတို့ကောလိပ်ထဲမှာရန်ဖြစ်လို့ဘယ်လောက်ထိနစ်နာရလဲသိလားပိုင်ဆိုင်မှုစီးစိမ်တွေကိုပြောတာမဟုတ်ဘူးဂုံတိခါကိုပြောတာလက်မကလူမိုင်းတွေတော့မှအဲ့လိုမျိုးရန်မဖြစ်ဘူးဘာဖြစ်တာလဲဘယ်သူကစရလဲလို့မေးလိုက်တော့ဆိုမိုကအာဒီယာစတာပါဆရာလို့ပြောလိုက်ပါရီဒီရက်အခါအာဒီယာဖက်နဲ့ကြိုက်လိုက်ရဘယ်သူကစရလဲဘာရှာကိုတူကမဖွဲ့မရကြံစီရပါဒါကြောင့်သူ့ကိုထိုးရပါလို့ပြောလိုက်ပါရီဒီရဲ့အချိန်မှာဆိုမိုကဆရာသူတို့နှစ်ယောက်အဲ့ဒီထဲမှာဘာတွေဖြစ်နေကြလဲသိလားလို့ပြောလိုက်ပါရီ
ကျောင်းအုပ်ကြီးကဗာရှာကိုဘယ်လိုမျိုးဖြစ်ကြရလဲဆိုမှုကမေကိုမဖွယ်မရကြံစီလာလို့မေးလိုက်တော့ဗာရှာကမဟုတ်ပါဘူးဆရာလို့ပြန်ပြီးတော့ဖြေလိုက်ပါရီဆရာကသူတို့ရံဖြစ်တော့နင်ကအဲ့ဒီမှာမလားနင်တို့ကအဲ့ဒီအချိန်ဘာဝင်လုံးနေကြရလဲမသိသလိုလုံနေနေနင်တို့ရဲ့အကြောင်းလေးကိုကြားနေရတယ်လို့ပြောလိုက်တော့အေးလို့မဟုတ်ပါဘူးဆရာအာရီရဲ့သမီးကတငယ်ချင်းတက်ပါယူပါဗီရာအကြောင်းကိုဆွေးနွေးနေကြတာပါအဲ့ဒီရဲ့အချိန်မှာဆိုမှုကရောက်လာပြီး fresher party ကိစ္စကိုလာပြောပါရီရုပ်တရက်ကြီးရံဖြစ်ကြတာပါဒါပါပဲဆရာလို့ပြောလိုက်ပါရီဒီရဲ့အချိန်မှာဆရာကနှင်းရဲ့အင်ကြီးကဘာဖြစ်တာလဲလို့မေးလိုက်တော့သူတို့ကိုတားရင်နဲ့မတော်တဆဖြစ်တာပါလို့ဗာရှာကပြန်ပြောလိုက်ပါရီပြီးတော့ဆရာကအာတီကစပြီးတော့ရန်ရှာလာလို့မေးလိုက်တော့ဆိုမှုကဟုတ်ပါတယ်ဆရာလို့ပြန်ဖြေလိုက်ပါရီအဲ့ဒီနောက်ဆရာကအာတီကိုမင်းဆရာကဒီလိုမျိုးမမျောနဲ့ထားဘူးမိန်းကလေးတယောက်ကိုအရှက်မိတ်စွာနဲ့ငါရဲ့အရှိမလာရဲရအောင်လုပ်ခဲ့ပြီလို့ပြောလိုက်တော့အာတီကလေဆရာကရက်လိုက်လို့ပြောနေတဲ့ကြားကနေထွက်သွားလိုက်ပါရီအဲ့ဒီနောက်အာတီကဘတ်စကတ်ဘောဆော်နေခဲ့ပြီးဗာရှာကအာတီရဲ့စီကိုရောက်လာခဲ့ပါရီဗာရှာကနင်ပါရီလုံနေရလေဖုန်းကိုဘာလို့မကင်တာလဲလို့မေးလိုက်တော့မကင်ရှင်လို့အာတီကပြန်ဖြေလိုက်ပြီးဆက်ပြီးတော့ကစားနေခဲ့ပါရီဗာရှာကကစားနေရကိုရက်ဖို့နဲ့ပြောစရာရှိရလို့အာတီကိုပြောလိုက်တော့အာတီကဒီနေ့ငါစိတ်မကြည့်ဘူးငါပြောလိုက်လို့နင်နာချင်နေရရင်ငါလည်းစိတ်မကောင်းဖြစ်ရပါဒီလိုမျိုးမဖြစ်ရှင်ဘူးမနေ့ဖြေမှာစကားပြောအောင်လို့ပြောလိုက်ပါရီဗာရှာက9မိနစ်ပါပဲတောင်းဆိုပါလေလို့ပြောတော့အာတီကဘောလုံးကိုလက်ထဲကိုထည့်ပေးလိုက်ပြီးဒါနဲ့ပြောနေလိုက်လို့ပြောကထွက်သွားလိုက်ပါရီဒီအခါဗာရှာကငါ့ကိုအဲ့လိုလိုမပြောနဲ့ငါကနေ့ရက်ရီစားလို့ပြောတော့အာတီကဟိုမှာတော့ကနင်ပြောတော့ငါနေ့ရက်တငယ်ရှင်လို့ပြောလိုက်ပါရီဗာရှာကလေဖြစ်ဖြစ်ခဲ့ရင်းနဲ့ပတ်သက်ပြီးငါ့ကိုအပြစ်မတင်နဲ့အဲ့ဒါကနေ့ရက်အပြစ်နေ့ကိုရမဖြစ်ဖို့အတွက်တတိပေးခဲ့တယ်ဒါပေမဲ့နေကစုံမနဲ့ရက်သွားဖြစ်ပြီးကျောင်းကြီးအထီကိုရက်သွားရင်လို့ပြောလိုက်တော့အာဒီကသူကနေ့ကိုမဖွေးမရလောက်လို့ထိုးလိုက်တာလေငါမှအပြစ်ရှိပြီးတော့သူ့မှာအပြစ်မရှိဘူးပေါ့နင်ကဘာလို့အယူကြီးလုံးနေရလဲလို့ဆိုတာစကားတွေများကြပါရီတကယ်တော့ဗာရှာကသူ့အမှန်တိုင်းပြောလိုက်ရင်သူ့ရဲ့မိဘတွေစီကိုတင်ရောက်သွားမှဆိုလို့ဖြစ်ပါရီအာဒီကိုလေဘာမှမစင်စားပဲပြောလိုက်ရင်နင်ကဖြစ်လာမယ့်အကျိုးဆက်ကိုဂယုမမဆိုင်တာလို့ပြောလိုက်ပါရီဒီလိုနဲ့သူတို့လည်းစကားတွေများခဲ့ကြပြီးနောက်ဆုံးမှာတော့အာဒီကပြက်ပြီလို့ပြောကထွက်သွားလိုက်ပါရီအဲ့ဒီနောက်အာဒီကအိန္ဒိယမှာမနေတော့ပဲလန်ဒန်မှာကြောင်းသွားတက်ခဲ့ပြီးသူ့ရဲ့တငယ်ချင်းရာဗီငါးနီရဲ့အိမ်မှာပဲအတူတူနေထိုင်ခဲ့ကြပါရီရာဗီကရာဂျူးဆိုတဲ့ကောင်းလေးနဲ့တခန့်နဲ့ငါးနေရဖြစ်ပြီးအာဒီကအခန်းတက်ငါးနေခဲ့ပါရီရာဗီကအိမ်ပိုင်ရှင်ရဲ့သမီးကာဗီတာနဲ့မြစ်တာမျှနေခဲ့ကြပြီးကျောင်းကိုလည်းအတူတူတက်နေကြတာဖြစ်ပါရီရှောင်းနေကြပြီးသွားတဲ့အချိန်မှာတော့သူတို့လျောက်ဟာတနေ့ထဲမှာဘွဲအတူတူရရှိခဲ့ကြပါရီအာဒီကတော့ဘီတုကပညာရဲ့နဲ့ပထမနေရာမှာမဟာဘွဲရရှိခဲ့ပါရီကာဗီတာရဲ့ဖခင်အာဒီရဲ့အိမ်ပိုင်ရှင်ဖြစ်သူကအာဒီပထမရလာတဲ့အတွက်ဂုဏ်ပြုပြီးမင်းရဲ့အောင်မြင်မှုနဲ့အတူငါတို့ရဲ့ဂုဏ်သိက္ခာတွေကောင်းခင်အထီကိုရောက်သွားတဲ့နယ်လို့ပြောပါရီရာဗီကလေမှန်တယ်ဦးလေကျွန်တော်တို့တေလကူလူမျိုးတွေဂုဏ်တက်ရပြီလို့ပြောတော့ဘာဘူးကဘသူကတေလကူအမျိုးအကြောင်းပြောလို့လေငါတို့အမျိုးဆက်ကိုပြောရလို့ပြောလိုက်ပါရီဘာဘူးကအာဒီကိုအမျိုးဆက်သူတွေအတွက်သဘောကျပြီးရာဗီကိုတော့အမြင်မကြည့်ပါဘူးပြီးတော့သူ့ရဲ့သမီးကရာဗီနဲ့တွဲနေရဆိုတာကိုလည်းသူကမသိသေးပါဘူးဘာဘူးကအာဒီကိုမင်းရဲ့အမေဖုန်းနဲ့ပတ်ပြီးပြောစရာရှိရလို့ပြောလိုက်တော့ကာဗီတာကအာဒီကိုခေါ်ပြီးတော့ငါရဲ့အဖေကငါ့ကိုနည်းနည်းပေးစားဖို့အတွက်စီစဉ်နေတာငါ့ကိုရာဗီနဲ့တဘောတူအောင်လို့အဖေကိုဖြောင်းပြပေးအောင်လို့ပြောတော့အာဒီကနေ့ရဲ့မင်္ဂလာကိစ္စငါရဲ့တာဝန်ထားလိုက်လို့ပြောလိုက်ပါရီအာဒီရဲ့အမေကလေဗီဒီယိုကောကနေရာဗီတို့ကိုမြန်မြန်ယူကြတော့လို့ပြောလိုက်ပြီးသူ့ရဲ့တာကိုတယောက်တည်းမနေရအောင်ကူညီပေးလိုက်ပါအောင်လို့ပြောတော့ရာဗီကဒီရဲ့ရှောင်းနေလုံးမိန်းကလေးတွေအများကြီးမိတ်ဆက်ပေးခဲ့တာသူကတယောက်မှစိတ်ဝင်စားဘူးလို့ပြောလိုက်ပါရီနောက်တနေ့မှာတော့ကုမ္ပဏီတစ်ခုကလူကြီးတယောက်ကအာဒီကို project အတွက်အလုပ်ကန်လန်းတော့အာဒီကကျွန်တော်ရဲ့တငယ်ချင်းတွေအဖွဲပါမှကန်လန်းမှုကိုလက်ခံမယ်လို့ပြောလိုက်ပါရီအဲ့ဒီနောက်မှာတော့အာဒီလေအလုပ်ကိုလက်ခံလိုက်ပြီးမနေ့ပြင်ကျရင်ရုံးမှာတွေ့မယ်လို့ရှင်းလိုက်ပါရီနောက်တနေ့မှာတော့အာဒီနဲ့သူ့ရဲ့တငယ်ချင်းတွေကကုမ္ပဏီကိုတွားခဲ့ကြပါရီအဲ့ဒီရဲ့ကုမ္ပဏီက New Meter ကဧကထောင်ရှိကျယ်ဝန်းတဲ့မြို့နယ်မှာအင်ယာတွေစောက်ဖို့အတွက်စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီးကုမ္ပဏီရဲ့ boss ကအာဒီတို့ကိုအင်ယာဒီဇိုင်းကိုဆွဲပေးဖို့အတွက်တာဝန်ပေးလိုက်ပါရီအာဒီတို့ကလေဒီရဲ့ကိစ္စကိုစိတ်မပူနဲ့လို့ပြောပြီးအလုပ်ကိုလက်ခံလိုက်ပါရီတရက်မှာတော့အာဒီကလန်ဒန်ရဲ့အတော်ဆုံးပြည်သူ့ကပညာရှင်သွေးဆောင်ပွဲကိုတွားရောက်ခဲ့ပြီးတခြားပညာရှင်တွေနဲ့မိတ်ဆက်ခဲ့ပါရီခဏအကြာမှာတော့အာဒီတီးလိုက်ရတာကသူတို့ရဲ့ site manager ကဗာရှာဖြစ်နေရဆိုတာပါပဲအဲ့ဒါနဲ့အာဒီလေးအိမ်ကိုရှက်ရှင်ပြန်လာခဲ့ပြီးခဏအကြာမှာတော့ဗာရှာကအိမ်ကိုထပ်ပြီးတော့ရောက်လာခဲ့ပါရီရာဗီယာငါတို့ရဲ့ site manager ကဗာရှာဖြစ်နေရလားလို့မေးလိုက်တော့ကာတီယာအချင်းချင်းသိနေကြလားလို့ပြောလိုက်ပါရီအာဒီကသူကဒီကိုဘာလာလောက်တာလဲလို့ကာတီတာကိုမေးလိုက်ပါရီကာတီတာက site manager ကငါတို့ရဲ့အိမ်ကဖြစ်လာရင်ငါတို့ရဲ့အလုပ်တွေပို့ပြီးတော့ဆက်ချရမလားလို့ပါလို့ပြောလိုက်ပါရီဒီလိုနဲ့ခဏကြာတော့ကာတီတာရဲ့အဖေကရောက်လာပြီးဗာရှာကိုတူနဲ့မိတ်ဆက်ပေးခဲ့ပါရီကာတီတာအဖေနဲ့ဗာရှာလေးစကားတွေပြောနေကြရင်အမျိုးဆက်တူနေရာကိုတီးရတော့တဘောတွေကြာနေခဲ့ပါရီညနေရောက်တော့ဗာရှာကရှော့ကလက်ကိတ်လောက်လာပြီးဘာဘူးတို့ကိုလာပြီးကြွေးပါရီဘာဘူးကအာဒီကိုကြွေးတော့အာဒီကမစားဘဲနဲ့ထွက်သွားပါရီဗာရှာကနောက်ကလိုက်သွားပြီးအခုလိုပြတ်သွားတော့ကျမလေးနေရာခတ်ပြီးမိတငယ်ချင်းဆက်လို့မရဘူးလားလို့ပြောတော့အာဒီကငါရဲ့ဘွားပါမကြိုက်တာနှစ်ခုရှိတယ်တစ်ခုကရှော့ကလက်ဖြစ်ပြီးတစ်ခုကမင်းလို့ပြောလိုက်ပါရီဗာရှာကရှင်းမရွေးချယ်စရာမရှိဘူးအိမ်မှာတငယ်ချင်းတွေနဲ့လေရှင်းသလိုနေလို့ရပြီမိကျမကရှင်းရဲ့အထက်အရာရှိနော်ရှင်ကျမကိုအစီရင်ခံရရင်ဘယ်လိုလုပ်မလဲလို့ပြောပြီးတော့တွားလိုက်ပါရီနောက်ရက်မှာတော့အာဒီကဗာရှာစီကိုတွားပြီးတော့နှုတ်ထွက်စာတင်ခဲ့ပါရီဗာရှာကဘာလို့လဲလို့မေးလိုက်တော့အာဒီကမင်းရဲ့လက်အောက်မှာအလုံးမလုံးရှင်လို့ပြောလိုက်ပါရီဒီရဲ့အခါဗာရှာကရှင်းရနည်းနည်းလေးမှမပြောင်းလဲသေးဘူးပဲဆုံးဖြတ်ချက်ကိုစိတ်လိုက်မှရှာနေသေးရဲ့လို့ပြောပြီးနှုတ်ထွက်စာကိုလက်ခံလိုက်ပါရီ
ဒီရဲ့ကိစ္စကိုအာဒီရဲ့တငယ်ချင်းတွေတီးသွားတော့အာဒီကိုဝိုင်းပြီးတော့တားကြပြီးကာတီတာရဲ့အဖေကရာဗီကိုအစကတည်းကအမြင်မကြည့်ကြအလုံးမရှိရင်ပို့ပြီးတော့ဆိုလိမ့်မယ်လို့ပြောလိုက်ပါရီရာဂျူကလည်းဖြောင်းပြပြီးနှုတ်ထွက်စာကိုပြန်ပြီးတော့ရုပ်သိမ်းခိုင်းလိုက်ပါရီအဲ့ဒါကိုအာဒီကကိုယ်တိုင်မပြောဘဲရာဂျူနဲ့ပြောခိုင်းလိုက်ပါရီနောက်တော့ဘာချာလေးရာဂျူကတောင်းမမီတော့ပြောဆိုနေရတဲ့အလုပ်ကိုပြန်ပြီးတော့လက်ခံလိုက်ပါရီနောက်ရက်မှာတော့သူတို့9ယောက်လုံးကမြူးမီတာကိုရောက်ရှိလာခဲ့ကြပါရီဘာရှာကလုပ်ငန်းခွင်ကိုလိုက်ပြပြီးလိုအပ်တဲ့ဝတ်ဆောင်နဲ့အုတ်ထုပ်တွေမပါဘဲလုပ်ငန်းခွင်ကိုမဝင်ဖို့မှားနေတဲ့အချိန်မှာအာဒီကအုတ်ထုပ်ရောဝတ်ဆောင်ရောကိုပါရာဂျူရဲ့လက်ထဲကိုထည့်ပေးလိုက်ပါရီတရက်မှာတော့ဘာရှာရဲ့မွေးနေ့ကိုရောက်လာတော့ကာတီတာ Happy Birthday လို့ပြောလိုက်ပြီးနင်တို့ကိုဆူတောင်းပေးပြီးပြီလားလို့အာဒီကိုမေးလိုက်ပါရီအာဒီကဟေးအေးလို့ပြန်ပြီးတော့ဘာရှာကသူ့ကမင်းနေလောက်ပါပြီလို့ပြောလိုက်ပါရီနောက်တော့ရာဂျူကထွက်လာပြီးဘာရှာကို Happy Birthday လို့ပြောတော့ကာတီတာကသူ့ရဲ့မွေးနေ့ကိုဘယ်လိုမျိုးမှတ်မိရလဲလို့ရာဗီကိုမေးလိုက်ပါရီရာဗီကလည်းနေ့ရဲ့မွေးနေ့ကိုတော့ငါမှတ်မိတာဘာရှာရဲ့မွေးနေ့ကိုမှတ်မိပါမလားမင်းညအာဒီပြောပြလို့မှတ်မိနေရပေါ့လို့လည်းဖြေလိုက်ရောအာဒီကတောက်နေရဲ့ရင်းနဲ့ပတ်လိုက်ပါရီအာဒီကဘာရှာစီကိုလာလိုက်ပြီးအမတ်တရားတွေဆိုတာကစိုးသည့်ဖြစ်စီကောင်းသည့်ဖြစ်စီကိုစီမှာပဲချန်နေရတာဆိုတော့တေဖို့နေရအောင်ပါပဲလို့ပြောလိုက်ပါရီသူတို့တွေဟာတပတ်ကြာအလုပ်လုပ်ပြီးတဲ့နောက်မှာတော့ရာဂျူရာဗီနဲ့ကာတီတာတို့ကအင်ကိုပြန်မယ်လို့အာဒီကိုအတိပေးပြီးနေရောလက်ခဲ့ပါလားလို့ပြောလိုက်ပါရီအာဒီကသူ့မှာလှုပ်ရှားရှိသေးရဲ့လို့ပြောပြီးတော့နေခဲ့လိုက်ပါရီဒါကြောင့်ဘာရှာကလည်းအလုပ်လုပ်နေတဲ့အချိန်မှာစိုက်မန်နေဂျာရှိနေတဲ့တယ်လို့ပြောပြီးတော့သူ့ပါနေခဲ့လိုက်ပါရီဒီလိုနဲ့လာအနေငယ်ကြာပြီးရဲ့နောက်မှာတော့သူတို့ပါဝင်ယူထားတဲ့အပိုင်းကပြီးဆုံးလို့သွားခဲ့ပါပြီဒါကြောင့်အာဒီကအင်ကိုပြန်ဖို့ကားစီကိုသွားတော့ဘာရှာကသူ့ကိုလည်းလမ်းကြောင်းခေါ်သွားပေးပါလားလို့ပြောလိုက်ပါရီဒီရဲ့အခါအာဒီကကားလေးကနေကက်ကိုထုတ်ပေးလိုက်ပြီးဒါကတက်စီဝန်ဆောင်မှုသူတို့ကိုဖုန်းဆက်ရင်ရှင်းရှင်းရောက်လာလိမ့်မယ်လို့ပြောပြီးတော့တယောက်တည်းထွက်သွားလိုက်ပါရီအာဒီထွက်သွားရှင်းပါပဲဘာရှာစီကိုယောက်ျားလေးတစုကကားနဲ့ရောက်လာခဲ့ပါရီသူတို့တွေကဘာရှာကိုအဖော်ရှာနေရလားမင်းကငါတို့ရဲ့ကားနဲ့ရှောက်ပြမယ်လို့ပြောပြီးတော့ဘာရှာကိုဆွဲခေါ်ကြပါရီအဲ့ဒီရဲ့အချိန်မှာအာဒီကရောက်လာပြီးတော့ကားဟောင်းကိုအကြာကြီးတီးနေလိုက်ပါရီအာဒီကဘာရှာနှောက်ယှက်ခံနေရတာကိုကားမန်ကနေတွေးလိုက်ရလို့ဘာရှာစီကိုပြန်ပြီးတော့လာခဲ့တာဖြစ်ပါရီအာဒီကဟောင်းကိုတရက်ဆက်တီးနေလို့ဘာရှာကိုနှောက်ယှက်နေတဲ့သူတွေကနားမလည်ဘူးလားဒီရဲ့လမ်းကလွှဲရင်တခြားလမ်းကသွားလိငါနဲ့ရံပြစ်ရှင်နေရလားလို့ပြောလိုက်ပြီးအာဒီရဲ့အင်ဂျီကိုဆွဲကန်လိုက်တော့ဂျေတီကပြောသွားပါရီဒီရဲ့အခါအာဒီကလည်းဒေါ်လာထွက်သွားပြီးငါရဲ့အင်ဂျီဂျေတီကိုဆွဲဖြုတ်ရအောင်မင်းကဘာကောင်မလုပ်လဲလို့ပြောပြီးတော့ထိုးလိုက်ပါရီတခြားလူတွေကလည်းဝင်ထိုးကြပြီးရံပြစ်နေကြတော့မှရဲတွေကရောက်လာခဲ့ပါရီဂျယ်ရီကအာဒီကိုဖမ်းတော့ဘာရှာကသူ့မှာအပြစ်မရှိဘူးအဲ့ဒီရဲ့လူတွေကကျမကိုမတရားလုပ်ဖို့ကြိုးစားနေလို့သူကကျမကိုဝင်ပြီးတော့ကြေရပါလို့ပြောလိုက်ပါရီဂျယ်ရီကလည်းခမရကသူ့ကိုတီလာလို့မေးလိုက်တော့ဘာရှာကသူကကျမရဲ့ရည်စားပါလို့ပြန်ပြီးတော့ဖြေလိုက်ပါရီဒါကိုကြားတော့ဂျယ်ရီကလည်းတောင်းမမာရီလို့ပြောပြီးတော့အာဒီကိုလွှတ်ပေးလိုက်ပါရီလိုက်ပြီးတော့နှောက်ယှက်တဲ့ကောင်တွေကလည်းသူတို့ရှင်အောင်မတိကြဘူးကြင်ရေးပါရီလို့ရဲအရာရှိကိုပြောတော့မင်းတို့မှစကားပြောခွင့်မရှိဘူးလို့ပြောလိုက်ပြီးသူတို့ကိုဖမ်းခေါ်သွားခဲ့ပါရီဘာရှာကရှင်ကကျမရဲ့ရည်စားပါလို့မပြောရင်သူတို့ကျမကိုယုံကြမှာမဟုတ်ဘူးရှင်မရှိရင်တော့ကျမတော့သွားပြီးကြီးစိုးတင်ပါရီလို့ပြောလိုက်ပါရီနောက်တော့သူတို့နှစ်ယောက်လည်းကားနဲ့အတူပြန်လာခဲ့ကြပါရီဘာရှာကကောလေးမှာရံဖြစ်ခဲ့ပြီးရဲ့နောက်ပိုင်းရှင်းရဲ့တရားကိုဝင်ပြီးအဲ့ဒီရဲ့ကိစ္စကိုကျမစဉ်းစားကြည့်ရင်ကျမမှာအပြစ်ရှိပါရီတောင်းမမာရီလို့ပြောတော့အာဒီကအင်းလိုပဲပြန်ဖြေလိုက်ပါရီဘာရှာကရှင်ကိုကျမရဲ့နေရာကိုဝင်ပြီးတော့စဉ်းစားကြည့်ခဲ့လားလို့ထပ်ပြီးတော့အာဒီကဟင်းအင်းလို့ပြောလိုက်ပြီးမင်းမအပြစ်ရှိရဲ့ဆိုရင်ဘာကိစ္စမင်းရဲ့နေရာကိုဝင်ကြည့်ရမှာလဲလို့ပြောလိုက်ပါရီဒီလိုနဲ့သူတို့နှစ်ယောက်အင်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့ကာတီတာရဲ့အဖေကရာဗီကိုရိုက်နေအောင်တွေ့လိုက်ရပါရီကာတီတာနဲ့ရာဗီတို့ရဲ့အကြောင်းကိုဘာဘူးကသိသွားခဲ့တာဖြစ်ပြီးတဘောမတူပဲဒေါ်လာတွေထွက်နေခဲ့တာပါအာဒီကရောက်ရောက်ရှင်ဘာဘူးကိုဝင်ပြီးတော့တားလိုက်ပါရီဘာဘူးကလေဒီရက်ကောင်ဘာလုပ်လဲမင်းသိတာလို့အာဒီကိုမေးလိုက်တော့သိပါရဲ့လို့ပြန်ပြီးတော့ဖြေလိုက်ပါရီကာတီတာကလေအမေတော်သိပါရဲ့လို့ပြောတော့ဘာဘူးကဒါဖြစ်မင်းတို့အားလုံးပေါင်းပြီးတော့ငါ့ကိုလဲလိုက်ကြတာပေါ့လို့ပြောလိုက်ပါရီဒီရဲ့အခါအာဒီကဘာကြောင့်လှိန်နေလို့ပြောရတာလေရာဗီကကာတီတာကိုနိမ့်ကရှစ်တာပါလို့ပြောတော့ဘာဘူးကရှစ်နေရုံနဲ့ရမလားငါရဲ့သမီးကိုသူ့ရဲ့ဇက်ကိုဘယ်လိုမျိုးထည့်ပေးရမလဲလို့ပြောလိုက်ပါရီဒီရဲ့အခါအာဒီကရာဗီကဘာတွေနေကြနေလို့လဲအန်ကေပညာလေးတက်တဲ့အလုပ်လေးရှိရဲ့ကာဖီတာကိုကောင်းကောင်းမွန်မွန်စောင့်ရှောက်မှာပါတခြားဘာတွေလိုရှင်သိနေလို့လဲလို့ပြောတော့ဒီရဲ့ကောင်ကတခြားဇက်ကမလို့ဘာဘူးကပြန်ပြီးတော့ပြောလိုက်ပါရီအာဒီကလေအမျိုးဆက်ကိစ္စကိုဖះကတော့ဂီယူမဆိုင်တာကျွန်တော်တို့ကတာမန်ပူထုစင်တွေဘာကြောင့်အမျိုးဆက်ခွင်းနေမှာလဲလို့ပြောလိုက်တော့ဘာဘူးကလည်းတိတ်ဆိတ်သွားခဲ့ပါရီဒီရဲ့အခါမှာအာဒီကဘာဘူးရဲ့အနာကိုသွားထိုင်ပြီးသူတို့ကဘလောက်ထိလိုက်ဖက်လဲအန်ကေသူတို့ကိုအိမ်အောင်ရှာပေးလိုက်ပါသူတို့စိတ်ချမ်းသာကြားလိမ့်မယ်လို့ဆက်ပြီးတော့ပြောလိုက်ပါရီအဲ့လိုနဲ့ဘာဘူးကလှည့်လာပြီးစိတ်မချမ်းသာရင်ဘယ်လိုလုပ်မလဲမင်းတို့လိုဖြစ်သွားရင်လည်းဘယ်လိုလုပ်မလဲမင်းတို့နှစ်ယောက်လည်းရှစ်သူဖြစ်ခဲ့ဘူးရဲ့လို့ငါကြားရီအခုတော့မျက်လုံးရှင်းအောင်မစုံနိုင်ကြတော့ဘူးနောက်တစ်ချိန်သူတို့ကြွယ်ကြရင်ဘယ်လိုလုပ်မလဲအဲ့ဒီရဲ့အခါမိသားစုနှစ်ခုလုံးငိုကြွေးရမှာလို့ပြောတော့ဗာရှာကနောက်တစ်ချိန်ကျရင်အငယ်တို့ကိုငိုအောင်လုပ်မှကြောက်ပြီးအခုသူတို့ကိုငိုခိုင်းနေရလားအငယ်ကဘာလုပ်မှလဲရာဗီကိုမောင်းထုတ်မယ်ကာဗီတာကိုအန်ကေကတဘောချရိတ်တူနဲ့ပေးစားမယ်ဒီရဲ့အခါသူတို့သားကလူကောင်းဆိုရင်တော့စိတ်ချမ်းသာရလိမ့်မယ်တစ်ချိန်မှာရာဗီကိုတော့မေးကောင်းမေးနိုင်လိမ့်မယ်ဒါပေမဲ့အန်ကေကိုသူ့ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူးသူ့ရဲ့အရှိရေးကိုအန်ကေညှင်းပိတ်ခဲ့တဲ့ဆိုတဲ့နာကျင်မှုကတသက်လုံးရှိနေတော့မှမလို့ပဲသူ့အတွက်လုပ်ပြီးခေတ္တမြတွေကိုသူကအမရနေမှာမဟုတ်ဘူးအန်ကေပြီးခဲ့တဲ့နာကျင်မှုတွေကိုပဲသူကသတိရနေမှာအရှိတွေအစားအမားတွေကိုဒါသတိရနေကြတာလို့ပြောပြီးတော့အပြင်ထွက်သွားလိုက်ပါရီအာဒီကလေဗာရှာရဲ့စကားတွေကိုနားထောင်ပြီးဝန်းနေသွားကဗာရှာရဲ့နောက်ကိုလိုက်သွားလိုက်ပါရီအာဒီကဗာရှာရဲ့အနာကိုကတ်လာပြီးခေါ်ဖို့လုပ်နေတော့မှရာဗီတို့ကရောက်လာပြီးငါတို့ရဲ့မင်္ဂလာကိစ္စကိုအဖေကတဘောတူလိုက်ပြီးကြီးစုအများကြီးတင်ပါလေလို့ပြောလိုက်ပါရီ
မင်္ဂလာပွဲကနောက်လာမှကျင်းပမှာဖြစ်ပြီးအာဒီနဲ့ဖာရှာကမင်္ဂလာကိစ္စအားလုံးကိုတာဝန်ယူခဲ့ပါတယ်ဒီလိုနဲ့အာဒီနဲ့ဖာရှာတို့လည်းရာဘီတို့ရဲ့မင်္ဂလာပွဲအတွက်လိုအပ်တာတွေကိုစီစဉ်ပြီးတော့ဝယ်ယူပေးရင်အရင်ကတည်းကဆက်ဆံရေးတွေပို့ပြီးတော့ကောင်းမွန်လာခဲ့ပါတယ်တနည်းအာဒီနဲ့ဖာရှာတို့ဈေးဝယ်ထွက်ရင်အာဒီကငါဘာတွေတွေ့ထားလဲကြည့်လိုက်မင်းကြိုက်တယ်မလားလို့ပြောလိုက်တော့ဖာရှာကရှင်ကမှတ်မိနေတော့လားလို့မေးလိုက်ပါတယ်ဒါပေမဲ့အာဒီကတော့ဘာမှပြန်မဖြေခဲ့ပဲအဲ့ဒီကနေထွက်လာခဲ့ပြီးအိမ်ကိုပြန်လာခဲ့ကြပါတယ်နောက်တနေ့ရောက်လာတဲ့အချိန်မှာတော့အာဒီရာဂျူနဲ့ရာဘီတို့ကတော့ဆိုင်တစ်ဆိုင်မှာထိုင်နေခဲ့ပြီးစကားတွေပြောနေခဲ့ပါတယ်ရာဂျူကမစ္စတာရာဘီကမိမယူတော့မယ်နောက်ထပ်တယောက်ကတော့အာဒီပဲလို့ပြောလိုက်တော့အာဒီကငါတို့တွေကအရှိကိုတော့မမေ့တတ်ကြဘူးငါရဲ့ဘွားမှာဖာရှာကပထမဆုံးရှိခဲ့တဲ့မိန်းကလေးပဲသူပြီးတော့ဘယ်သူမှမရှိခဲ့ဘူးဒါပေမဲ့သူငါ့ကိုတောင်းကြည့်အရှိမအယူလောက်သွားတယ်ငါအဖြေရဖို့ရှောင်းလာတော့အချိန်ယူခဲ့ရပြီမေရှမ်းမနဲ့အတွင်းသူငါ့ကိုမုန်းနေလို့ပြောလိုက်ပါတယ်ရာဂျူကလေဘာလို့အဲ့ဒါတွေကိုအစပြန်ဖော်နေရလဲခုန်နေကသူမျိုးရဲရီရဲ့လက်ကနေကိလိုက်တယ်မလားလို့မေးလိုက်တော့အာဒီကသူ့ကိုကူညီခဲ့လို့ပြန်ပြီးတော့ကူညီတာငါတို့ကိုရှစ်ခဲ့လို့သူကငါ့ကိုပြစ်သွားခဲ့တာသူကအရှိန်ကိုလိုက်ပြီးတော့နေတတ်တယ်လို့ပြောခဲ့ပါတယ်ဒီရဲ့အခါရာဂျူကဘာဖြစ်လို့ဒီရဲ့စကားတွေကိုတုံးနေရတာလဲအခုမလို့မင်းကဒီလိုမျိုးတွေပြောနေရသူ့ကိုမြင်တာနဲ့မင်းကအရေးပြောသွားမှာပါလို့ပြောလိုက်တော့အာဒီကပြောင်းလဲတက်တာငါရဲ့စရိုက်မဟုတ်ဘူးမေးပြတက်တာလေငါရဲ့အကျင့်မဟုတ်ဘူးဘာရှာကိုငါကဆွဲလန်းမိပါတယ်ဒါပေမဲ့အရှိဆိုတာမရှိတော့ဘူးလို့ပြောလိုက်ပြီးနောက်ကိုကြည့်လိုက်တဲ့အချိန်မှာဘာရှာတို့ရဲ့နေရာကိုတွေ့လိုက်ရပါတယ်ဒါရီကိုကြောက်သွားတဲ့ဖာရှာကလေဝမ်းနေပြီးတော့ဒီရဲ့နေရာကနေထွက်သွားလိုက်ပါရီနောက်တော့ဖာရှာကအာတီစီကိုလာခဲ့ပြီးသူပေးခဲ့တဲ့ပစ္စည်းတွေကိုပြန်ပြီးတော့ပေးလိုက်ပါရီပြီးတော့ဖာရှာကခုနေကရှင်းကိုကာကွယ်ရှင်းလို့ရဲရီကိုကျမကအဲ့လိုမျိုးပြောခဲ့တာအရင်တုန်းကလည်းတစ္ဆာဖောက်ခဲ့တာမဟုတ်တယ်လို့ခုနေကလည်းကူညီပေးခဲ့တာမဟုတ်ဘူးရှင်အခုမှနားလဲရဆိုရင်တော့ကျမကပြက်ပြီမလို့ဂယုမဆိုင်တော့ဘူးကျမတို့ရှောင်းနေတာကွဲကွာနေခဲ့ကြတယ်ဒါပေမဲ့ရှင်ကတော့ကောလိကမိနစ်30ဆိုတဲ့အချိန်အတွင်းမှာပြိမိနေခဲ့တာပဲရှင်းကိုခီးဆက်ပါအာဒီအချိန်ကြာနေပြီလို့ပြောပြီးတော့ထွက်သွားလိုက်ပါရီဒီလိုနဲ့ရာဘီယိုမင်္ဂလာဆောင်မင်းနေ့ကိုရောက်လာခဲ့ပြီးအာဒီရဲ့အမေကလည်းရောက်လာခဲ့ပါရီမြန်ရောက်တဲ့အချိန်မှာတော့အာဒီကဘာရှာပြန်ပေးခဲ့တဲ့ပစ္စည်းတွေကိုပြန်ပြီးတော့ဖွင့်ကြည့်နေတော့အာဒီရဲ့အမေကရောက်လာခဲ့ပါရီဒီရဲ့အခါမှာအာဒီရဲ့အမေကအာဒီလန်ဒန်ကိုထွက်သွားပြီးတရက်နှစ်ရက်ကြာတဲ့အချိန်မှာဘာရှာကအိမ်ကိုရောက်လာခဲ့တဲ့အကြောင်းနဲ့အာဒီကြောင့်လန်ဒန်ကိုလိုက်လာခဲ့တဲ့အကြောင်းကိုပြောပြခဲ့ပါရီအာဒီကလည်းဘာဖြစ်လို့စောစောကမပြောခဲ့ရလဲလို့ပြောတော့အာဒီရဲ့အမေကမင်းကနားထောင်တဲ့အနေထားမှမရှိဘူးလေမင်းရဲ့ပြဿနာကဘာလဲသိလားဘာရှာကိုစိတ်ဆိုးနေပြီမဲ့မင်းတို့ကိုရှင်းနေသေးတာပဲမင်းရဲ့ဒေါ်လာကြောင့်မလို့မင်းတို့ကိုအနားကိုကွက်ခွင့်လည်းမပေးဘူးဒေါ်လာတွေကိုဖယ်ပြီးတော့စဉ်းစားကြည့်လိုက်ရင်မင်းတို့ကိုဘယ်လောက်ထိရှင်းလဲသိလာလိမ့်မယ်လို့ပြောလိုက်ပါရီဒီရဲ့အခါမှာအာဒီကကျွန်တော်သူ့ရဲ့အရှိကိုတန်ဖိုးထားတယ်သူကကျွန်တော်ရဲ့ဒေါ်လာကိုတီးခန့်နေအဲ့လိုမင်္ဂလေးကိုလက်လွတ်ခံစီရလားအမေဘယ်တော့မှလက်မလွတ်ဘူးဖာရှာကိုလိုချင်တယ်လို့ပြောကသူမကိုလိုက်ပြီးတော့ရှာပါရီဒီလိုနဲ့အာဒီလည်းဖာရှာရှိနိုင်မဲ့နေရာတွေကိုလိုက်ပြီးတော့ရှာခဲ့ရင်နောက်ဆုံးမှတော့ဖာရှာကိုဘူတာယုံမှာတွားပြီးတော့တွေ့ခဲ့ပါရီအာဒီကခုနေကငါအဲ့လိုမျိုးမပြောခဲ့သင့်ဘူးတောင်းပန်ပါရီဆက်ပြီးတော့နေပါလို့ပြောတော့ဖာရှာကဘာဖြစ်လို့လဲလို့မေးလာပါရီဒီရဲ့အခါအာဒီကအိတ်ခံပွဲအတွက်လေလို့ပြောတော့ဖာရှာကဒါဆိုအိတ်ခံပွဲပြီးရနေကျမကိုရှင်ကပြန်စီရှင်တာပေါ့လို့ပြောလိုက်ပါရီအာဒီကငါမင်းကိုလိုအပ်တယ်ဖာရှာလို့ပြောတော့ဖာရှာကကျမရှင်းကိုလိုအပ်နေတော့ကရှင်ကဘေကိုရောက်နေရလေရှောင်းနေလုံးဖုန်းလေးတစ်ကောင်မက်ဆေ့လေးတစ်စောင်းတော့မလာဘူးဒါနဲ့တော့ရှင်းစီကိုပြလာတော့ရှင်ကကျမကိုဘာပြောခဲ့လဲလို့ပြောလိုက်ပါရီဒီရဲ့အခါအာဒီကဟုတ်ပါရီဒေါ်ကထွက်လို့ပြောခဲ့တာငါရဲ့နှလုံးသားတွေကထွက်လာတာမဟုတ်ဘူးအဲ့လိုပဲပြောင်းလဲတက်တာငါရဲ့ဇယိုင်မဟုတ်ဘူးဒါပေမဲ့ပြောင်းလဲသွားရဲဆိုရင်တော့မင်းအတွက်ကြောင့်ပါငါမင်းကိုစွန့်မဖို့စဉ်းစားခဲ့တာကြာပြီအခုတော့မင်းကနှလုံးသားထဲမှာတဲပိုးနေပြီလို့ပြောလိုက်ပြီးငါရဲ့တီတာလေးဖြစ်နိုင်မလားလို့ဖာရှာကိုပြောကလက်ထက်ခွင့်တောင်းလိုက်ပါရီဖာရှာကလေအာတီရဲ့လက်စွပ်လေးကိုဝှက်လိုက်ပြီးကျမကဟိုးရင်ကလေးကအစင်သေးဖြစ်နေပြီးသားပါလို့ပြောကအာတီကိုအနံလေးပေးလိုက်ရင်ဇလန်လေးကလည်းပြီးဆုံးသွားခဲ့ပါရီဒီကနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအစောင့်တိကြည့်ရှုပေးကြတဲ့တဦးတယောက်ရှင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရီနောက်နေ့မှာလေကျွန်တော်တို့ရဲ့ channel ကနေဒီလိုမျိုးစကားကောင်းတွေကိုအများနဲ့တင်ဆက်ပေးပါမလို့ like and subscribe လေးလုပ်ခဲ့ပေးဖို့ပြောလိုက်ရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရီ